အားလုံးပဲမင်္ဂလာပါဗင်နီဇွဲလားနိုင်ငံအကြောင်းပြောပြပေးပါမယ်ဗင်နီဇွဲလားနိုင်ငံဟာတောင်အမေရိကတိုင်းမြောက်ဘက်ကာရစ်ဘီယံပင်လယ်နဲ့ရှိတဲ့ဆက်စပ်နေပါတယ်အိမ်နီးချင်းကိုလံဘီယာဘရာဇီးကမ်းနားရှိပါတယ်ကာရက်စကာမြို့တော်ဖြစ်ပြီးလူဦးရေ3 သန်းခန့်နေထိုင်ပါတယ်ကိုလံဘီယာငွေကြေးကိုအသုံးပြုပြီးယင်းနှစ်ကလေးကငွေကြေးတန်ဖိုးရန်နဲ့ကျဆင်းခဲ့ပါတယ်ကမ္ဘာရှင်နဲ့အများဆုံးထွက်ရှိတဲ့နိုင်ငံတစ်ခုဖြစ်ပါတယ်သမ္မတစနစ်နဲ့အုပ်ချုပ်ပါတယ်အားလုံးသိတဲ့အတိုင်းသမ္မတနီကိုလာမာရိုအမေရိကန်ကဖမ်းဆီးထိန်းသိမ်းခဲ့ပါတယ်ရင်းနှံကိုအဓိကထုတ်ယူတဲ့စီးပွားရေးလုပ်ကိုင်ပြီးအလုပ်လက်မဲ့လူကြီးများပြီးနိုင်ငံခြားထွက်အလုပ်လုပ်ကြတဲ့သူတွေရှိပါတယ်ကမ္ဘာအမြင့်ဆုံးအန်ကယ်ဖော်ရေကုန်ရှိပြီးအရီပါအပန်နာရိုးရဆာဆာနဲ့ပစ်ဘောလုံးပွဲတွေကိုလူကြိုက်များကြပါတယ်